ယေရှုခရစ်တော်ကြောင့်သာမဟုတ်ရင်ကျွန်တော်ဒီနားမှာမတည့်ရက်နေနိုင်မှာမဟုတ်ယေရှုကြောင့်သာမဟုတ်ရင်ကျွန်တော်ဟာအနာဂတ်ပြောင်းနေတဲ့လူငယ်တစ်ယောက်ပဲ2014ခုနှစ်ပေါ့ဇန်နဝါရီလလို့နေ့တစ်နေ့မှာကျွန်တော်ဘဝကိုအပြောင်းလဲဖြစ်စေမယ့်ဖုန်းကောတစ်ခုဝင်လာအဲ့ဒါတော့ကျွန်တော်အရန်ချစ်တဲ့ဆရာဂျက်ဆင်ကဆက်တာဖြစ်တယ်လက်ခုပ်တီးပေးအောင်ဆရာကျွန်တော်နဲ့ဆရာဂျက်နဲ့ငယ်တငယ်ချင်းဖြစ်တယ်မမေးရသူကျွန်တော်ဖုန်းဆက်တဲ့အချိန်ရီမြောင်းတစ်ခုနားမှာအိတ်နေဘာလို့လဲဆိုတော့မင်းညကျွန်တော်အရန်တောက်ခဲ့ပြီးတော့လေဘင်းမှာတီကောင်ဆွဲကြိုးတွေတကယ်လုံးဝခြုံနေမှာကျွန်တော်အဲ့အနေထလာပြီးတော့ဖုတ်ဖက်ခါပြီးတော့ထွက်လာတဲ့အချိန်မှာအဲ့ဖုန်းကောလေးရောက်ဝင်လာအဲ့ဖုန်းကောထဲမှာ तू ကဘာပြောလဲဆိုတော့ကျွန်တော် तू ဖုန်းခေါ်လို့ရှိရင်ကျွန်တော်သူ့စီကချီရတဲ့အကျွေးပဲပြန်တောင်းတော့မယ်လို့ပဲအမြဲထင်ခဲ့တာဘာလို့ဆိုကျွန်တော်သူ့စီကချီပြီးတစ်ခါပြန်မပေးဘူးခဏတော့ဆိုခဏရအရင်များတယ်ဟေးဒါဟာအဲ့တော့ဂျက်ဆန်ဟာဂျက်ဆန်ဖုန်းဆက်အကျွေးတောင်းတော့မှာဒါနဲ့ကျွန်တော်ကင်လိုက်တယ်တကယ်ချင်းတတိရတယ်မအားလာတယ်ငါတို့တော်အလုပ်များလူများထင်နေလားတောက်တာနဲ့လဲတာလွယ်ဘာလုံးမှမရှိဘူးတီးတော့နည်းနည်းတီးတယ်ဘာမှတီးလဲဆိုတော့စားတောက်ဆိုင်နေဘီယာဆိုင်နေမှာတီးတဲ့ဂီတာသမားလေးပြောမယ်ဆိုရင်ဖြော်ပြီးသမားလေးပေါ့နော်ဖြော်ပြီးသမားလေးဘဝကြီးကဘာအတွက်အလုပ်လုပ်နေရလဲဆိုတော့တောက်ဖို့အလုပ်လုပ်နေတာယေရှုကြောင့်ပြောင်းလဲလာတာဖြစ်တယ်ကျွန်တော်ပြန်ဖြေရဘာဖြစ်လို့လဲလို့ပြောတော့မန္တလေးခေါ်သွားခြင်းလို့မင်းငါတို့မှာ base သမားတယောက်လူနေတယ်အမှန်တော့ကျွန်တော် base သမားမဟုတ်လူတယောက်ဟာဘဝနဲ့မရင်မချင်းဖယားအောင်ဘယ်တော့မှနားမလဲငယ်ငယ်လေးတွေကခရိယန်အမေအဖေခရိယန်တဝိုင်းလုံးတယောက်ကလုံးခရိယန်နဲ့မွေးလာတဲ့သူတယောက်ပဲဘာဖြစ်လို့အရက်သမားဖြစ်သွားတာလဲဘာဖြစ်လို့မူးယစ်ဆေးဝါးသမားဖြစ်သွားရလဲဘာဖြစ်လို့အဲ့ဒီအရက်သေးစားမူးယစ်ဆေးဝါးရဲ့ချီနှောင်ခြင်းအောက်ကိုဘာကြောင့်ကျသွားရတာလဲဆိုတော့မိခွန်းရဲ့အဖြစ်ကျွန်တော်ထုတ်ခဲ့မိတယ်ကျွန်တော်အဲ့အချိန်ကအရင်စိတ်ညစ်နေတဲ့အချိန်ဖြစ်တယ်အရင်စိတ်ညစ်နေတဲ့အချိန်ပြီးတော့ဆရာကျဖုန်းဆက်တဲ့အချိန်ကကျွန်တော်ကအဲ့လိုခရီးတွေပါတယ်တွားဖို့မတွားပြတော့ဘူးဘယ်သူမှလည်းမခေါ်ဘူးဘယ်သူမှလည်းအဖက်မလုပ်တဲ့အချိန်ကိုဘဝကိုယုံကြည်ရင်းနဲ့မပြတ်သေးတဲ့အရက်ကိုတောက်နေရင်းနဲ့တည်တဲ့အထိတောက်ဖို့ဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်ဘဝကိုကျွန်တော်အပီးထိဒီအရက်လက်ကိုအပ်လိုက်တော့မယ်ဒီမူရစီဝါလက်ကိုအပ်လိုက်တော့မယ်လို့တွေးပြီးတော့အသက်ရှင်နေတဲ့အချိန်ဖြစ်တယ်လောကမှာကျွန်တော်လူပဲလမ်းစာပြောက်တဲ့လူငယ်တွေလူတွေများစွာရှိနေလိမ့်မယ်ဆိုတော့ကျွန်တော်သိတယ်သင်ဘဝမှာအနာဂတ်လုံးဝမရေရာတော့ဘူးလို့ခံစားနေရတဲ့အချိန်ဒါမှမဟုတ်သင်ရဲ့တက်လန်းနေဘာမှမရှိတော့ဘူးဘဝကြီးကစုပ်ပြတ်တတ်နေပြီလို့ခံစားနေရတဲ့အချိန်မှာကျွန်တော်ပြောချင်တယ်ယေရှုကိုခေါ်ကြည့်ပါယေရှုကိုခေါ်ကြည့်ပါယေရှုကိုခေါ်ကြည့်ပါယေရှုကလူတယောက်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းပြန်လံပြစ်နိုင်တဲ့မေတ္တာသူ့မှာရှိလူတယောက်ဟာဘဝနဲ့မရင်မချင်းဖခင်ရဲ့မေတ္တာကိုနားမလဲဖခင်ရဲ့သဘောတဘာဝကိုနားမလဲဖြစ်တယ်ဒီမှာကျွန်တော်ဘဝနဲ့ယဉ်ပြီးတော့ဆုံးရှုံးပျက်စီးကြေကွဲနေတဲ့အချိန်ဒါပေမဲ့ကျွန်တော်ကအတိခောက်ခက်အဝင်နဲ့ဆိုတဲ့စကားအတိုင်းပဲအကုန်သိတယ်အမလီစာအုပ်တွေဖတ်ထားရတယ်အများကြီးပဲဝတ္ထုဆိုင်ရာစာအုပ်တွေဆိုကျွန်တော်မဖတ်ဘူးတဲ့စာအုပ်ကမရှိတော့အဲ့လောက်ထိ
အကုန်သိတယ်လာမင်းအကုန်ပြောတတ်တယ်ဒါပေမဲ့တကဘာလုံးကအကြောင်းကိုသိပြီမဲ့ကိုအကြောင်းကိုမသိဘူးဖြစ်နေကိုကအရက်ဆွဲနေတယ်ကိုကမူရစီဘွားနုံထဲမှာနစ်နေမြောင်းနေအကောင်ဖြစ်ဒါနဲ့ကျွန်တော်ဆရာကျွန်တော်လိုက်သွားတယ်မန္တလေးမြို့လိုက်သွားကျွန်တော်တော့ထင်တာပေါ့ stage show လေးပါလေးတီးရမယ်ဘယ်ဟုတ်မလဲဟိုရောက်တော့ကျန်းစာတင်တယ်ဟိုမှာဆိုတဲ့တခြင်းတွေကကျွန်တော်က Roman Catholic background လေကျွန်တော်ကတခြင်းတွေအများကြီးမရောက်ကျွန်တော်တီးအကုန်မဒုတိယမြောက်နေ့မှာတရားဟောဆရာဘာပြောလဲဆိုတော့မင်းဘလောက်အပြစ်များများယေရှုမင်းကိုချစ်တယ်ဟာအဲ့စကားကြီးဘာကြောင့်လဲဆိုတော့အချစ်ဆိုတဲ့စကားလုံးကလေကျွန်တော်အချားခြင်းဆုံးစကားလုံးဘာကြောင့်လဲဆိုတော့လူဆိုးတွေလူမိုက်တွေဘာကြောင့်ဆိုးနေသလားအချစ်နဲ့နေတာလူတွေစီကမေတ္တာရမလားလို့မင်းကောင်ချစ်ပါလို့မပြောတတ်တော့မင်းဘလောက်မိုက်လဲလို့သွားပြောမိတာလူမိုက်တွေကြိုက်တဲ့ကောင်ထွက်ခဲ့လို့ပြောရခြင်းနဲ့တိတ်ပဲငါ့ကိုတရုတ်ကလုံးဝိုင်းချစ်ကြလို့ပြောနေတာအဲ့ဒါအမှန်တကယ်တော့ तू ကလေမေတ္တာငတ်နေတာလူဆိုးတွေကမေတ္တာငတ်တယ်နော်ငါ့ကိုတရုတ်ကလုံးလက်မခံတော့လူအတိုင်းဝိုင်းရတော့ငါ့ကိုပယ်လိုက်ပါပြီငါ့ကိုဘယ်သူမှမချစ်ဘူးခါတီးတဲ့ခြေကွဲတဲ့နှလုံးသားနဲ့အသက်ရှင်သေတာသေလိုက်ရင်ကောင်းပြီကွာဆိုပြီးတော့မိုက်တွင်းနဲ့နေနဲ့နောက်ဆုံးကျွန်တော်ကိုပြောင်းလဲပေးတဲ့မြတ်တာနဲ့ကျွန်တော်သွားတွေ့တယ်အဲ့ဒီမြတ်တာယေရှုရဲ့မြတ်တာမင်းဘလောက်အပြစ်များများမင်းကိုဖျားချစ်တယ်မင်းဘလောက်အပြစ်များများမင်းကိုယေရှုလက်ခံတယ်ဆိုတဲ့စကားကျွန်တော်ဘဝကြီးကိုလုံးဝပြောင်းလဲပေးလိုက်တယ်ကျွန်တော်ထင်တာကကျွန်တော်ကိုမချစ်တော့ဘူးကျွန်တော်ကိုဘယ်သူမှလက်မခံတော့ဘူးလူတော်လက်မခံတာဘာသာရေးကပူဆိုးတော့ပေါ့လူတွေတော့လက်မခံတာဘုရားကျောင်းသွားတတ်ဖို့လို့ဆိုဝေလာဝေးလေငါမိုက်သားအပြစ်သားဘယ်တိုင်းဝဲမှလက်မခံဘူးလေဒါပေမဲ့မိတ်ဆွေယေရှုကအပြစ်သားကိုချစ်တဲ့ဘုရားဖြစ်တယ်ယေရှုကသင်မှာဘလောက်ပဲအပြစ်များနေပါစေသူခွင့်မလွတ်နိုင်တဲ့အပြစ်ဆိုတာမရှိဘူးသင်ကိုလက်ခံတယ်ဘာသာရေးတွေလူအတိုင်းဝိုင်းတွေကဥပဒေတွေကသင်ကိုညင်းပယ်ကောင်းညင်းပယ်လိမ့်မယ်ဒါပေမဲ့သင်ကိုယေရှုကယာနှုံးပြလက်ခံတယ်ဖခင်ရဲ့မြတ်တာဘယ်လိုလဲဆိုတော့အပြစ်ရှိစဉ်ပင်ချစ်တဲ့မြတ်တာဖြစ်တယ်ကျွန်တော်တို့ဘာသာရေးရဲ့အတွေးခေါ်ဘယ်လိုလဲဆိုတော့အပြစ်ရှိနေအဲ့လူကအကုသိုလ်များနေဒုစရိုက်တဲ့အရင်များနေအဲ့လူကဖျားဆိုတဲ့အနာကိုကတ်လို့မရတဲ့အတွေးခေါ်ရှိတယ်ဘာသာရေးအတွေးခေါ်ရဆိုအကုသိုလ်များတဲ့သူနဲ့ဖျားနဲ့ဘာဆိုင်လို့လဲအပြစ်များတဲ့သူနဲ့ဖျားနဲ့ဘာမဆိုင်ဗရာတလန်တန်တလန်ပဲဒါပေမဲ့ဖျားနဲ့ဘာသာနဲ့မတူဘူးမိတ်ဆွေဘာသာကအပြစ်ရှာတယ်ဖျားကသင်ကိုချစ်တယ်မတူဘူးနော်ကျွန်တော်မှတောက်တဲ့အပြစ်တွေရှိတယ်သူများကောင်းရိုက်ခွဲတဲ့အပြစ်တွေရှိတယ်အဲ့အပြစ်တွေကိုစက္ကူပေါ်မှာရေးချပြီးတော့ဗုဒ္ဓဘာသာဘုန်းကြီးကိုသွားပြရင်လေဟာမင်းပြက်တော်များတာပဲဒီအပြစ်နဲ့ဆိုရင်တော့တန်တရားမှာအပေပဲဟာလာအဲ့ဆိုလေမွတ်စလင်ဟိန္ဒူဆရာတော့ပြကြည့်ဘိုးဆိုငါတို့ကဝတ်သားတော်မဆောင်နေရဓမ္မမြည်ရအောင်ဝတ်သားပါလိုက်သေးဒါဆိုဟိန္ဒူဘုန်းကြီးတော့ပြကြည့်အောင်သူကတနေ့လုံးအစာမစားတော့မှရှာမထိုးရသေးတယ်ဘာလည်းမသိအဲ့လိုမျိုးသူတို့ရဲ့ကျင့်စဉ်တွေရှိသေးတယ်ဟာခရိယန်ဘုန်းကြီးတဲ့တော့ပြကြည့်ကျွန်တော်ရေးရတဲ့အပြစ်တွေအားလုံးစာရွက်ပေါ်မှာရေးချပြီဘလို့နေမလဲ
သူတို့ဖက်ကြည့်လိုက်တိုင်းအကုန်လုံးကလစ်နေမှာပဲစာမွန်းကြမှာပဲဘာသာနဲ့ဖျားနဲ့အဲ့ဒါပဲဘာသာကအပြစ်ကိုထောက်ပြအဲ့ဒါဘာသာဘယ်ဘာသာပြောင်းအဖြေကသူကရှစ်ခိုးတဲ့နေရာတာမတူတာသင်ပို့တဲ့နေရာတော့တူတယ်ဘယ်လိုလဲနှလုံးနဲ့ပဲကြည်ကြည်လေးပြောငရေဘယ်ဘာသာမဆိုကြည့်လိုက်အပြစ်လုပ်တဲ့သူသိရင်ဘယ်သွားရမလဲငရေနှခါစဉ်းစားစရာမလိုငရေကျွန်တော်ဆိုလဲအသက်28နှစ်တိကျွန်တော်လှုပ်ထားတဲ့ဒုစရိုက်တွေအားလုံးဟာအပြစ်တွေအားလုံးဟာငရေသွားဖို့လုံလောက်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အထဲမှာအပြစ်ဆိုတဲ့ဗီဇပါလာပြောရအောင်အပြစ်ဗီဇဆိုတာဘာသာမယူနော်သူ့ထဲမှာပါတယ်ကျမ်းစာထဲမှာဘယ်လိုရေးထားလဲဆိုတော့အပြစ်ကတဲ့ဘယ်အချိန်နဲ့ပါလဲဆိုတော့အမေရဲ့ဘိုက်ထဲမှာပရိသေတွေဆွဲတဲ့အချိန်မှာပဲဘာပါလဲပြေးကျွန်တော်တို့အခုအပြစ်မလုပ်ဘူးတဲ့သူရှိလားရှိနော်ဘာကြောင့်လုပ်နေလဲတလားကျွန်တော်တို့ထဲမှာဗီဇပါလို့ကျွန်တော်တို့ထဲမှာဝပါလို့ဝိဖြစ်သွားတာကြည့်စမ်းကျွန်တော်တို့အားလုံးအမေဘိုက်ထဲကမွေးလာတယ်လေဟုတ်တယ်မလားကျွန်တော်အားလုံးအမေဘိုက်ထဲကထွက်လာသူတွေကြီးပဲကျမ်းစာထဲမှာဘယ်လိုပြောလဲဆိုတော့အမိဝမ်းထဲမှာရှိနေတဲ့အချိန်မှာပင်လေအဲ့လူရဲ့အထက်မှာအပြစ်စွဲနေတယ်အရင်သူစမ်းနေသူကိုသူခရစ်ယာန်ဘာသာမှာမွေးမလားဗုဒ္ဓဘာသာမှာမွေးမလားဟိန္ဒူမှာမွေးမလားမွတ်စလင်မှာမွေးမလားသူကိုသူလည်းမိန်းကလေးမှယောက်ျားလေးမှလည်းသူကိုသူမသိသေးဘူးချမ်းသာတဲ့မိဘမှာမွေးမလားဆင်းရဲတဲ့မိဘမှာမသိသေးတဲ့အချိန်တည်းမှာလေကသူ့ဘိုက်ထဲမှာအမေဘိုက်ထဲမှာရှိနေတဲ့အချိန်လေးကိုဘာရှိနေလဲသူ့မှာလိန်လဲမလိန်ဘူးသေးဘူးခိုးလဲမခိုးဘူးသေးဘူးသူ့ထဲမှာဘာရှိနေလဲဘာလဲဆိုအပြစ်ဗီဇမရှိအဲ့ကြောင့်အပြစ်ဗီဇရှိရဲ့သူကလေသူကဗီဇရှိလို့ဇယိုက်ဆိုတာပေါ်လာတာပြောကြအောင်ဗီဇရှိလို့ဇယိုက်ပေါ်အခုလူတွေအပြစ်ဒုစရိုက်တွေလုပ်တယ်ခိုးတယ်လိန်တယ်တက်တယ်အနိုင်ကျင့်တယ်ဘာသာတရားဆုံးမထားတဲ့ပြည့်ညက်တွေချိုးဖောက်တယ်အဲ့ဒါတွေအားလုံးကဇယိုက်လက္ခဏာဖြစ်တယ်ဗီဇဘယ်မှာလဲအထဲမှာဘာဗီဇလဲအပြေးဘယ်ဘာသာမဆိုနော်ဗုဒ္ဓဘာသာဟိန္ဒူမွတ်စလင်ခရစ်ယာန်ဘာသာမဲ့လူတိုင်းရဲ့အထဲမှာဘာဗီဇရှိလဲအပြေးဆိုတဲ့ဖယားနဲ့ဆန့်ကျင်ဘက်ဗီဇရှိတယ်အဲ့ဒါကြောင့် तू ကခိုးတာအရန်ကျွမ်းတာသင်ပေးကြမလို့လိမ့်နေဆိုလဲအရန်ကျွမ်းတာ तू ကဘိုက်ထဲမှာလည်းသင်တန်းတက်ထားပြီးသားမကောင်းတာဆိုကလေလူကလေမကောင်းတာဆိုသင်ပေးစရာလုံးဝမလိုဘူးနော်အရန်အော့ဖို့ကောင်းတယ်အခုတမခုနကျွန်တော်မေးတယ်မလိမ်ဘူးတဲ့သူရှိလားမခိုးဘူးတဲ့သူရောရှိဘူးနော်ဒေါသမထွက်ဘူးတဲ့သူလောဘမကြီးဘူးတဲ့သူရောဘာသာတရားအဲ့ဒါတွေအလုံးမလုပ်ဖို့ပြည့်ညတ်ထားလားမပြည့်ညတ်ထားဘူးလားလုံမိလားမလုံမိဘူးလားအဲ့ဘာပါလို့လဲဒီထဲမှာဗီဇပါလို့ဇယိုက်ပေါ်လာတော့ဗီဇပါကျွန်တော်တငယ်ချင်းတယောက်ဆိုသူကလေလက်နည်းနည်းစော့တယ်ဟေ့ငါလူကြားနဲ့တွားရင်ရှော့မခိုးနဲ့ဒီကောင်ကမခိုးရင်ဒီညအဲ့လိုမပြောနောက်ဆုံးတော့လမ်းပေးရရေဦးစင်ကခွက်တလုံးခိုးလာအဲ့လိုမျိုးနည်းနည်းလေးသူများဟာလေးတခုမှားလိုက်ရမှာဇာက
ဗီဇပါလို့ဇယိုက်ပေါ်လူလဲအဲ့လိုပဲလူအထဲမှာအပြစ်ဆိုတဲ့ဗီဇပါတဲ့အခါမှာဒုစရိုက်ဆိုတဲ့လက္ခဏာပေါ်လာဘာမှစပေါ်လဲဆိုတော့အမေဘိုက်တရစထွက်တာနဲ့စပေါ်ဘယ်ကလေးမှမွေးလာရောအားလုံးပဲမင်္ဂလာပါဆိုပြီးထွက်လာတယ်ဘယ်ကလေးမရှိဘူးဘလို့ထွက်လာလဲဆိုထွက်လာဘသူတင်ပေးလိုက်လေသူ့ဒေါသထွက်ဖို့ထွက်လာတယ်ကွာတကဘာလုံးသူ့လောက်စားစားနေရုံနဲ့ထွက်လာထွက်လာဒေါသထွက်ဖို့လေဘသူမှမတင်ပေးဘူးတစ်ဆက်တည်းမှာမသူဘာဖြစ်လဲဗိုက်စားပြီဗိုက်စားရဲဆိုတာဗုဒ္ဓဘာသာအရာဆိုအဲ့ဒါတဏှာပဲတဏှာထဲမှာဗိုက်စားရပါတယ်စာလောင်ခြင်းဟိုဖုန်းမူဗီတွေထိုင်ကြည့်မှတဏှာမဟုတ်ဗိုက်စားတဲ့စိတ်ကိုမထိန်နိုင်တာလေတဏှာတချို့ကျတော့စားနဲ့ထိုင်ကြည့်ရဆိုလည်းမပြောတော့ပါဘူးအပြစ်ဆိုရဲဇယိုက်ပါတဲ့အတွက်လက္ခဏာကြီးကထင်ရှားလာပြောရအောင်အပြစ်သားအဲ့ပါလာတဲ့ဗီဇကဘယ်ဘာသာကပဲဖိနှိပ်လို့မရအောင်ဗုဒ္ဓဘာသာကလည်းဖိနှိပ်တယ်ငါးပါးသီလနဲ့မလုံးနဲ့နော်အဲ့ဒါလည်းဒုစရိုက်တယ်မလိမ်ရအောင်မခိုးရအောင်မတက်ရအောင်မတောက်ရအောင်သူများသားမရမပြစ်မှားရအောင်ခရိယန်လည်းဖိနှိပ်တယ်ပြည့်ညတ်တော့10ပါးနဲ့အဲ့တော့ငါမတပါးဖျက်တခြားတော့ဖျက်မကိုးကွယ်နဲ့နော်နော်ထိန်းတယ်ဟိန္ဒူကလည်းဟိန္ဒူအဖွဲ့တွေထိန်းတယ်မွတ်စလင်လည်းမွတ်စလင်အဖွဲ့တွေထိန်းတယ်ကောင်းတယ်ဘာသာတရားတွေအားလုံးကအကုန်ကောင်းတယ်အကုန်ကောင်းတယ်ထိန်းရမှာပဲလေစီကန်းဆိုတော့ထုတ်ရမှာပဲလေလိုက်နိုင်တာမလိုက်နိုင်တာတပိုင်းဘာသာတရားဆိုတော့အဲ့ဒါစီကန်းဗီဇအပြစ်ဗီဇပါတဲ့လူဆိုးတွေကိုထိန်းဖို့ထုတ်ထားတဲ့စီကန်းကျွန်တော်ဆိုငယ်ငယ်လေးခရိယန်လေကျွန်တော်ခရိယန်မှာလည်းမူရစ်စီတဲ့အရက်တီစာမတောက်စားရဘူးဆိုတဲ့ပြည့်ညက်ချက်ရှိတယ်ခရစ်စမတ်မှာအမှုဆုံးကခရိယန်တွေပဲအဲ့ဘယ်လိုလုပ်မလဲခရိယန်လေးစီးလုံးလိုက်တာကြည့်ဂီတာတစ်လုံးနဲ့ခရစ်စမတ်ဆိုလိုက်ဆိုမထင်နဲ့အဲ့ဒါတစ်ဖွဲ့လုံးမူးနေတဲ့ဖွဲ့ရှိတယ်ဘာသာတရားမတောက်ဖို့တားလားမတောက်လားပြည့်ညက်တော့10ပါးနဲ့ဒါပေမဲ့အတောက်ဆုံးနော်ကဘာပေါ်မှာအရက်ချက်စိတ်ရုံအများဆုံးကခရိယန်တွေပဲလို့ပဲဗုဒ္ဓဘာသာတငယ်ချင်းတွေကြတော့လေသကြံဆိုသူတို့အမှုဆုံးပြမင်းတို့ငါးပါးတိလမှာပါတယ်လေဩပါလားသကြံဆိုသူတို့အမှုဆုံးအကျိုးနည်းနည်းမူတယ်အကြနည်းနည်းထပ်မူတယ်အကျက်တော်ကြက်လာပြီအတိုင်းတော့တက်တော့မဲလေးရက်စလုံးဒီလေတွန်းပြီးတော့မှနစ်စန်တဲ့ကြောင့်တပီခက်လေးပြီးပြီးတော့အလူလေးပါလေးတလုံးဖျောက်နှစ်ပုတ်တစ်ပုတ်လာရိုက်လေးရက်ကပါလေအကုတူတရားလေးပဲကုတူဘယ်ဘာသာမဆိုနော်မဲဥပုံလေးဆိုတော့ကြောနေကျန်တဲ့ရက်ဆိုရင်တော့ငါဥပုတ်တော့ကျွန်တော်တို့ဘယ်လိုလဲအပြစ်ထဲမှာအသားကျပြီးတော့အရန်လဲဟန်ဆောင်တက်လာကျွန်တော်ကြတော့ဟန်မဆောင်တက်တဲ့ဖွဲ့လေတချို့ကြတော့ဟန်ဆောင်ကောင်းတယ်ဟန်ဆောင်ကောင်းလဲအပြစ်သားပဲဟန်မဆောင်တက်လေအပြစ်သားပဲလောကမှာလူကောင်းဆိုတာမရှိဘူးနော်ဆရာပေါ်ကြီးအခုလိုဒီလိုဝတ်ထားလို့လူကောင်းလို့မထင်နဲ့ခုနပုံတွေတဲ့ပူကျန်းတဲ့အကွက်တွေလည်းရှိလူတိုင်းကလေဟန်ဆောင်ထားတာလူတိုင်းကတနည်းအားဖြင့်ပြောရင်အပြစ်သားကြီးပဲဟန်ဆောင်ကောင်းတဲ့သူနဲ့ဟန်မဆောင်တတ်တဲ့သူပဲကွာဟဲ့လောကမှာလူကောင်းဆိုတာမရှိဘူးအားလုံးလူတိုင်းရဲ့အထင်းမှာဘာပါလဲသလားဗီဇာဆိုတဲ့အပြစ်ဗီဇာပါတယ်အဲ့အပြစ်ဗီဇာကိုဘာသာတရားဘလို့မှလာဖယ်လို့မရအောင်အဲ့အပြစ်ဆိုတဲ့ဗီဇာကိုလေအကျင့်နဲ့လည်းဖယ်လို့မရအောင်အဲ့အပြစ်ဆိုတဲ့ဗီဇာကိုလေအကုသိုလ်ဆိုတဲ့ဝတ်ကြွေးကို
အဲ့ဒါဝတ်ကြွေးလို့ခေါ်တယ်အကုသိုလ်ဝတ်ကြွေးမလုပ်ရရင်ရောမနေနိုင်တာဒီထဲမှာစိတ်ပုတ်စိတ်ရုပ် feeling စိတ်ပေါ့နည်းနည်းလေးကဘာကြီးကိုဒုက္ခပေးလိုက်ရမှာအဲ့စိတ်ကဘယ်ဘာသာပြောင်းမပြောက်ဘာသာရေးအဲ့စိတ်ကိုလုံးဝဖယ်ပေးလို့မရအောင်ဖယ်လို့မရလို့သူတို့ကလည်းကျမ်းတွေထုတ်တရားတွေအခွေထုတ်ပြီးတော့သွန်သင်ဆုံးမနေလဲမရအောင်ဘာကြောင့်မရလဲဆိုတော့ဒီထဲမှာပါလာတာအဲ့ဒီဗီဇကြီးကပါလာတဲ့ဗီဇကြောင့်ဒုစရိုက်ဆိုတဲ့လက္ခဏာတွေနေ့တိုင်းမှာလုံမိကြတယ်ဘာသာတရားမခိုးနဲ့ဆိုကျွန်တော်တို့ခိုးတယ်ဘာသာတရားမလိမ်နဲ့ဆိုကျွန်တော်တို့လိမ်တယ်ဘာသာတရားကစိတ်မပုတ်နဲ့ဆိုကျွန်တော်တို့ပုတ်တယ်ဘာသာတရားမလုံနဲ့လို့ပြောတဲ့ဟာတွေအားလုံးကျွန်တော်တို့လုံဒါဆိုကျွန်တော်မေးမယ်အဲ့ဒီအပြစ်တွေအဲ့ဒီဒုစရိုက်တွေတနည်းအားဖြင့်ပြောရင်အဲ့အကျွေးတွေအပြစ်ကျွေးတွေအခုနေတင်ဘယ်သွားမလဲနှလုံးမဲ့ငဲ့ရဲလွတ်အောင်လုပ်လို့ကိုမရဘူးဘယ်ဘာသာရေးခေါင်းဆောင်တွေမှာတော့ဆွေးနွေးလို့မရဘူးအများကြီးပဲအားလုံးကဒုစရိုက်သားတွေပဲတင်ရင်ဘယ်ကိုသွားရမလဲငရဲကိုသွားရမယ်မိတ်ဆွေတင်ရင်ငရဲကိုသွားရမယ်ကြားဘူးလားငရဲဆိုတာကြားဘူးလားဟမ်ကျွန်တော်အားရပါရဟောနေ sorry နော်ငရဲဆိုတာလေဟိုမြန်မာအကျော်တွေပါတယ်ဝယ်စားဘူးလားအဲ့မှာအကျော်တဲ့အတော်ကြီးကဘာတေရလဲစီဘူးအကျော်လေးတွေပြစ်ချလိုက်အကျော်တွေကနည်းနည်းကျေးဇူးတော်ခံစားရတယ်မုံနှစ်ပါတယ်နင်းငရဲတော့မုံနှစ်မပါဘူးပလိန်ကြုံပါနေကာဘာယူလို့မရအောင်ပူလောင်နေတဲ့ထာဝရငရဲမီးအိုင်ထဲမှာကိုအပြစ်ကျွေးတွေကိုပြန်ဆက်ရမယ်ပြောရအောင်ကိုလုံရင်ကိုခံဘယ်ဘာသာရေးခေါင်းဆောင်မှဘယ်ဘာသာမှတင့်ကိုစားလာမခံပေးဘူးကိုလုံကိုခံကိုပြုသည့်ကံကိုထံအမှန်ပြန်လာမယ်ဘာသာရေးကခရစ်ယာန်စကားနဲ့ပြောမယ်ဆိုကိုစိုက်တဲ့အတိုင်းကိုရိတ်ကိုစိုက်တဲ့အတိုင်းကိုရိတ်ရမယ်ကိုပြုသည့်ကံကိုထံအမှန်ပြန်လာမယ်ကံဤအကျိုးဆိုတာခံကိုခံရမယ်အပြစ်လုပ်တဲ့သူအတွက်ဒီစကောက်ဆိုတာမရှိဘူးငရဲမှာဒီစကောက်ကာလမရှိဘူးမစ်ဒီယာဆေးတို့ခရစ်စမတ်ဆေးတို့မရှိဘူးမင်းလောက်ထားတဲ့အပြစ် credit တွေအားလုံးမင်းပြန်ပေးဆက်ရမယ်အစင်သဖြစ်မလားစင်သဖြစ်မလားစင်သမဖြစ်ဘူးဒါကြောင့်ယေရှုခရစ်တော်ဆိုတာလောကကိုကြွလာတာဖြစ်တယ်ယေရှုဟာဘာသာတရားလုံးဝမဟုတ်ဘူးယေရှုဟာအပြစ်နုံထဲမှာနစ်နေတဲ့ဒုစရိုက်သားတွေကိုကယ်တင်ဖို့ကြွလာတဲ့ကယ်တင်ရှင်ယေရှုကဘာပြောလဲဆိုတော့ तू အသက်ရှိထင်ရှားရှိတဲ့အချိန်မှာ तू ပေါင်းတဲ့သူတွေအားလုံးကလူဆိုးတွေသခိုးတွေပြစ်ဒဇာတွေအခွန်ခံတွေနဲ့ပဲ तू ပေါင်းလို့ဒါနဲ့ဘာသာရေးသမားတွေကသူ့ကိုသွားပြောတယ်ယေရှုမင်းပေါင်းတဲ့အပေါင်းအသင်းတွေကမားနေပြီထင်တယ်ကြည့်လိုက်ပါဦးဂိုင်းစတားတွေပဲအဲ့နဲ့ယေရှုဘာပြောရသလားနေကောင်းတဲ့သူကစီးသမားကိုမလို့ဘိနာတငယ်ချင်းမရအောင်မင်းနေကောင်းလားနေကောင်းရင်စီးသမားမလို့ဒါပေမဲ့ခုနကကျွန်တော်အပြစ်ဆိုတဲ့အကြောင်းပြောလိုက်တဲ့အခါမှာတင်းတမလွန်ရေးအတွက်တင်းနေကောင်းသေးလားမကောင်းဘူးအဖျားတက်နေပြီ
ငရေရောက်မတက်တော့မို့အခုတည်းကကိုတမလုံကိုတွေးကြည့်လိုက်တာသူတို့လာကြူတော့နိဗ္ဗာန်ရင်ပဲဟိုရောက်မှငရေရောက်သွားဒုက္ခဟုတ်တယ်လေငရေရင်လို့ရေးတိုင်းဘယ်သူမှစီမစီးမှဆိုလို့ तू ကလည်းနိဗ္ဗာန်ရင်လို့ရေးထားတာအဲ့ဒါမှန်တက်ပြီးတော့အော်နိဗ္ဗာန်ရင်လာကြူမှာကိစ္စမရှိဘူးတမလုံရေးအတွက်အခုတည်းကနေမကောင်းရင်တော့စဉ်းစားထားမိတ်ဆွေမတီတော့မရုပ်နဲ့မနေနဲ့ကိုယ်တော့လဲစမ်းတော့လဲဖေးရမယ်အမလေးတရားမှာဘလောက်ချောချောအချင်းတည်းဒီသီလနဲ့ဒီအချင်းနဲ့ဆိုရင်သေရင်နှခါတွေးစရာမလိုအာမနာကိုကျွန်တော်ပြောမယ်ခမငရဲပဲသွားမှာဘာကြောင့်လဲဆိုတော့ဘယ်ဘာသာပြောင်းလဲမထူးတော့ဘူးဘယ်ဆရာမလည်းမကဲဘူးဒါပေမဲ့တင်းကိုချစ်တဲ့သူတယောက်ရှိတယ်တင်းမကောင်းတင်းနေမကောင်းတာသိတဲ့ဆရာဝန်တယောက်ရှိတယ်အဲ့ဒါယေရှုပဲယေရှုဟာအပြစ်ကြောင့်အဖျားတက်နေတဲ့နေမကောင်းတဲ့အပြစ်သားတွေကိုကယ်ဖို့ကြွလာတဲ့ပါနကူကြီးအာမင် तू ကရိုးရိုးနှစ်ချက်လေးထောက်ပြီးတော့လာခဲ့တာမဟုတ်သူ့ရဲ့နံကိုအပွင့်ခံပြီးတော့ဒီမှာသွေးတွေထွက်ပြီးသင်ကိုကယ်တာဖြစ်တယ်ဟာလေလုယာ तू ကလေတော်ကီနဲ့ပဲနော်သမီးစားပြောသလိုအရင်ချစ်တယ်နော်ပြီးတော့ဟိုင်းတော့တလုံးပြောတယ်အဲ့လိုလူမဟုတ်သူကချစ်တယ်လို့ပြောရင်ပါဇက်တယ်မဟုတ်အသက်ပါတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာချစ်တယ်လို့ပြောရင်ပါဇက်ပဲမဟုတ်အသက်ပါတဲ့ဖခင်အသက်ပေးပြီးတော့ချစ်တဲ့ဖခင်အဲ့ဒါယေရှုပဲပြောရအောင်ဖခင်သခင်သားတော်ယေရှုခရစ်၏အသွေးတော်သည်ငါတို့အပြစ်ရှိသမျှကိုစေကြောတော်မူတယ်။တဲ့မှာပါတဲ့ခုနကကျွန်တော်ပြောတဲ့ဗီဇအပြစ်ဗီဇဒုစရိုက်အပြစ်တွေလေဘာနဲ့ချွတ်မချွတ်တဲ့အစွန်းအပြစ်တွေလေဘာသာရေးကလည်းချွတ်တယ်မချွတ်ဘူးလေအဲ့အပြစ်တွေအားလုံးကိုယေရှုကသူ့ရဲ့အသွေးနဲ့လက်ဝါးကားတိုင်းမှာချွတ်ပြီးတော့အကုန်စင်သက်စင်းစေလိုက်ပြီခါတော့ကျွန်တော်ဒီလိုရှက်အင်ဂျီလေးတွေဝတ်အရင်သဘောကျတယ်အဖြူရောင်လေးအစ်စ်လေးကျွန်တော်တစ်ခေါက်တရားဟောဝတ်ပြီးတော့ကျွန်တော်ရှော်မဲ့အထက်ကိုထိလိုက်တဲ့အခါမှာကျွန်တော်အိမ်မှာဝိုင်းကူတဲ့သမီးလေးကရောင်စုံအင်ဂျီပါတဲ့အထက်ကိုအဲ့အင်ဂျီကိုရောလျှော်လိုက်ကျွန်တော်ရဲ့အဖြူဆဆလေးကပျောက်ကြားဖြစ်သွားခရမ်းရောင်နေရောအနီရောင်နေရောအပြာရောင်နေရောဟာကျွန်တော်အရင်စိတ်မကောင်းဖြစ်သွားကျွန်တော် customize ဒီမှာနာမည်ပိုင်းထိုးရတာ Pastor Poji တထဲမနေဦးစေဒါမှသူကလေ sorry no အပန်းယေရှုနဲ့အပြစ်တွေအလုံးခွတ်လွတ်လိုက်လို့တော်သေးတယ်ကျွန်တော်လည်းမနေခွတ်လွတ်လိုက်ရဒါနဲ့ကျွန်တော်ဒိုဘီဆိုင်မှာသွားအပ်တယ်ရိုးရိုးလျှော်တာမဟုတ်အစွန်းချွတ်ပြီးလျှော်ပေးဒီအင်ဂျီကအရန်တမိုးရှိလို့ဒါနဲ့ तू ကရိုးရိုးလျှော်ရင်100အစွန်းချွတ်တာ200ဆရာရတယ်200ကြည့်ဖို့ပဲအရေးကြီးတယ်ဒါနဲ့ကျွန်တော်လျှော်လိုက်တော့အင်ဂျီလေးကလုံးဝဖြူစင်တန်ရှင်တောက်ပြောင်သွားအဲ့မှာကျွန်တော်ခေါင်းထဲအတွေးဝင်လာကျွန်တော်တို့ကလေအပြစ်တွေဒုစရိုက်တွေနဲ့အရန်စွန့်တင်ပေးကြနေတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အင်ဂျီရဲ့ပိုင်ရှင်ကကျွန်တော်ဖြစ်တဲ့အတွက်သူ့ကိုအစွန်းထင်းနေနဲ့ကျွန်တော်မထားခြင်းတန့်ရှင်းစေခြင်းတဲ့အခါမှာအစွန်းချွတ်စီနဲ့ချွတ်လိုက်တဲ့အခါမှာ तू ကတန့်ရှင်းသွားဒီလိုပဲမိတ်ဆွေတင်းရဲ့ပိုင်ရှင်ကယေရှုဖြစ်တယ်ယေရှုကတင်းကိုဖန်ဆင်းထားတာဖြစ်တယ်တချို့ခရိယန်တွေပင်လေနားမလည်သေးရရှိရနော်လူကမြောက်ကနေဆင်းသက်လာငါမြောက်ကနေဆင်းသက်ရင်ဒီလောက်ချောမှာမဟုတ်ငါဖះဆင်းသက်လို့ဒီလိုချောနေတာ
မြောက်ကနေဆင်းသက်တယ်ဆိုအမိရထွန်းနေမှာပေါ့အိမ်မြောင်လေးတစ်ကောင်ချစ်လို့မွေးတာဘယ်တော့မှမိကြောင်မဖြစ်လာဘူးမြောက်လေးတစ်ကောင်ချစ်လို့မွေးတာဘယ်တော့မှမတ်ပုံတင်လုပ်ပေးပါလို့ဘယ်တော့မှပြောမှာမဟုတ်ဘာလဲဆိုမြောက်ကမြောက်လူကလူဘုရားသခင်ကမြောက်တွေကိုဖန်ဆင်းပြီးတော့သူ့ရဲ့နှာခေါင်းထဲကိုမုတ်သွင်းတယ်ဆိုရင်ကျမ်းပိုင်မရှိဘူးဘုရားသခင်မုတ်သွင်းတာလူတွေကိုပဲမုတ်သွင်းတာအာမင်ဘာကြောင့်လဲဆိုတော့လူကိုဖန်ဆင်းတာဘုရားဖြစ်လို့လူရဲ့အထဲမှာဝိညာဉ်ရှိတယ်အဲ့ဒါဘုရားရဲ့ဝိညာဉ်မိတ်ဆွေသင်သိလားသင်ထဲမှာဝိညာဉ်ရှိတယ်မြောက်ထဲမှာဝိညာဉ်မရှိဘူးတချို့ခရိယန်တွေကမြောက်ကဆင်းသက်တယ်လို့ယုံနေတော့ပဲတော်ကျမ်းစာဖတ်တဲ့အဖွဲ့မြောက်ကဆင်းသက်တာမဟုတ်ဘူးသင်ကမြောက်မျိုးမြောက်နွယ်မဟုတ်ဘူးသင်ကဖျားမျိုးဖျားနွယ်သင်ထဲမှာအယံတန်ဖိုးရှိတဲ့ဝိညာဉ်ရှိတယ်သင်ဒီသေသွားလို့ရှိရင်ဒီဝိညာဉ်ဟာဒီအပြစ်ဒုစရိုက်တွေကြောင့်ငရဲကိုသွားရမှာဒါပေမဲ့ဖခင်ကတင့်ကိုဆုံးရှုံးမခံနိုင်ဘူးဖခင်တင့်ကိုယဉ်ချစ်တယ်ဟေးမိတ်ဆွေယေရှုတင့်ကိုအယဉ်ချစ်တယ်ပြန်ပြောမယ်မကြောက်ယေရှုတင့်ကိုအယဉ်ချစ်တယ်ကျွန်တော်အင်ဂျီလေးကိုအယဉ်ကြိုက်တဲ့အခါမှာကျွန်တော်မှရှိတဲ့ပတ်စံ200အကုန်ခံပြီးတော့ဘတ်200အကုန်ခံပြီးတော့ဖြူစင်အောင်လုပ်တဲ့ကဲဆိုဘုရားသခင်ကလည်းတင့်ကိုအယမ်းချစ်တဲ့အခါမှာတင့်မှာစွန့်သေးပေးချင်နေတဲ့အပြစ်တွေကိုသူ့မှာရှိတဲ့အသွေးသူ့မှာရှိတဲ့သွေးနဲ့လာဆေးကြောပြီးတော့တင့်ကိုအကောင်ပကတိတန်ရှင်းစင်ကြယ်စေခဲ့ပြီအာမင်ယေရှုရဲ့အသွေးတော်ဟာကျွန်တော်တို့ရဲ့အပြစ်တွေကိုဆေးကြောတန့်စင်ပေးနိုင်တဲ့တခုတည်းသောဒီတာချန်စွန်ချွတ်စေဖြစ်တယ်ဟာလေလုယာအဲ့ဒီအစွန်ချွတ်စေကဆိုင်ရလာတာမဟုတ်ကောင်းကင်မော်လာတဲ့စွန်ချွတ်စေအာမင်ဘာကြောင့်လဲဆိုစီကန်းရှိတယ်ဘုရားစီကန်းတိုင်းလုပ်တယ်ဘာစီကန်းလဲဆိုတော့အသွေးမသွန်းလေအပြည့်မလို့အဲ့စီကန်းပြောအသွေးမသွန်းလေအပြစ်လွတ်ခြင်းမရှိဒါကြောင့်ယေရှုကကျွန်တော်တို့အပြစ်အတွက်လက်ဝါးကားတိုင်းမှာအသေးခံတယ်သူခန္ဓာကိုယ်ရဲ့ကနေသွေးသွန်းလိုက်တဲ့အချိန်မှာအဲ့ဒီယေရှုခန္ဓာကိုယ်ရဲ့ထွက်တဲ့အသွေးတွေအားလုံးဟာကျွန်တော်တို့ကာယကံဝစီကံမနောကံ၅ပါးသီလမလုံးတဲ့အပြစ်ပြည့်ညတ်တော်10ပါးချိုးဖောက်တဲ့အပြစ်ဘာသာတရားကထုတ်ထားတဲ့စီကံကိုချိုးဖောက်တဲ့အပြစ်တွေအားလုံးကိုဆေးကြောပလိုက်တယ်ယေရှုငါအပြစ်တွေအားလုံးအတွက်လက်ဝါးကားတိုင်းမှာသူ့ရဲ့အသွေးကိုသွန်းပြီးတော့ဆေးကြောတယ်ဆိုတာကိုယုံကြည်ရင်ပြောရအောင်ယုံကြည်ရင်ဖယားသားဖြစ်ခွင့်ရတယ်အပြစ်သားဘဝကနေဖယားသားမြောင်းတဲ့အရက်သမားဘဝကနေသင်အုပ်ဆရာဘဝအထိဘုရားသခင်ချီးမြှောက်နိုင်တဲ့ဘုရားဖြစ်တယ် Praise the Lord အဲ့ဒါယေရှုကြောင့်ပဲဝူးဘုရားသခင်ကလေအပြစ်သားကိုအယမ်းချစ်တယ်မိတ်ဆွေဒါပေမဲ့အပြစ်ကိုတော့ယွံမုန်းတယ်ဒါကြောင့်သင်ကိုပြန်ရဖို့သူအသက်ပေးရမယ်ဆိုပေးရတယ်တခါတော့အယမ်းချမ်းသာတဲ့တတိတယောက်ရှိတယ်အဲ့တတိကသူ့မသားလေးတယောက်ရှိတယ်ပြန်ပေးဆွဲတဲ့အဖွဲတွေကသူ့သားလေးကိုလမ်းပေါ်မှာတွေ့တော့ဖမ်းသွားတယ်အဲ့ပြန်ပေးဆွဲတဲ့အဖွဲတွေကတတိစီဖုန်းဆက်တယ်ဘာပြောလဲဆိုတော့အေးငါတို့မင်းသားကိုဖမ်းသွားပြီငါသားကိုအခုချက်ချင်းလွတ်လိုက်မင်းတို့ဘာလိုချင်လဲအကုန်ပေးမယ်ဒါနဲ့ပြန်ပေးဆွဲတဲ့အဖွဲ့တွေကဘာပြောလဲဆိုငါတို့လိုချင်တာမင်းအသက်ပဲ
လေးငြိမ်သက်သွားဒါနဲ့ဖုန်းပြန်ဆက်တယ်မင်းတို့တေးကြလားတေးကြတယ်အဲ့ဒါဆိုငါလာခဲ့မယ်စောင့်နေအဲ့စက်ရုံအဟောင်းတွေကိုဝင်သွားတဲ့အခါမှာငါတောင်အခုချက်ချင်းလွတ်လိုက်သူ့တောင်ကားတွေကိုပြန်ခေါ်ထည့်ပြီးအဲ့တထေးကိုဝိုင်းရိုက်တက်လိုက်ဝါဘာကြောင့်တီးခံတာလဲမိစေယေရှုကတင်လွတ်မြောက်ဖို့အသက်ပေးရတဲ့အဖေအရင်ဖြစ်လို့အာမင်တင်ကသူ့သားသမီးဖြစ်တယ်ဘယ်မိဘကမှသားသမီးဆင်းရဲဒုက္ခငတ်ပြတ်ငရဲတွင်းနဲ့ကြတော့ထိုင်ကြည့်နေနိုင်တဲ့မိဘဆိုတာမရှိဘူးသူအသက်ကိုပေးတဲ့အထိတင့်ကိုချစ်တယ်ယေရှုဒါကြောင့် तू ကလေအသွေးရောအသက်ကိုပေးတာပြောရအောင်အသွေးအသက်ဘာတော့လဲဆိုတော့တင်းမှရှိတဲ့ဗီဇအပြည့်ဒုစရိုက်အပြည့်တွေအားလုံးအတွက်ဖြစ်တယ်ဒါကြောင့်တင်းမှအပြည့်ရှိတာပြဿနာမရှိဘူးလူတိုင်းကတော့အနည်းနဲ့အများအပြည့်ရှိမှာပဲအများကြီးလှုပ်တဲ့သူနဲ့နည်းနည်းလေးလှုပ်တဲ့သူတချို့ကျတော့အပြည့်မရှိဘူးပြောတဲ့သူရှိတယ်မဟုတ်ဘူးတတ်စားလဲစက်သွန်းရှိမှာပဲအနည်းနဲ့အများတော့ရှိမှာပဲအဲ့အပြစ်တွေအားလုံးတော့ယေရှုလက်ဝါးကားတိုင်းမှာဆက်ပြီးပြီဆိုတော့ယုံဖို့ပဲလို့တာယုံဖို့ပဲလို့တာသင်အပြစ်တွေအားလုံးတော့ယေရှုလက်ဝါးကားတိုင်းမှာကိုစားပြောရအောင်ကိုစားသင်အပြစ်တော့အသေးခံပြီးပြီအသွေးသွန်းပြီးပြီသူရဲ့မြတ်တာကိုလက်ခံလိုက်ဖို့ပဲလို့တာဖြစ်တယ်မိတ်ဆွေကိုယ်စိတ်နဲ့ကိုယ်သာဆိုကျွန်တော်တို့ဘယ်သွားရမလဲကိုဒူးစရိုက်နဲ့ကိုဆိုကျွန်တော်တို့သိရင်ပဲသွားရမလဲဒါပေမဲ့ကျွန်တော်တို့အပြစ်ကြောင့်ငရဲသွားစရာမလိုတော့ဘူးယေရှုခရစ်တော်ကျွန်တော်တို့အပြစ်အတွက်ကိုစားလက်ဝါးကားတိုင်းမှာအတိခံပြီးပြီသူအသက်ကိုပေးပြီးပြီသူရဲ့အသွေးကိုသွန်းပြီးပြီဖြစ်တယ်ယုံကြည်တော်သူထာဝရအသက်ကိုရမယ်ယုံကြည်တော်သူကယ်တင်ခြင်းရမယ်ယုံကြည်တော်သူဖယားသားဖြစ်ခွင့်ရမယ်ယုံဖို့တစ်ခုပဲမင်းဆွေယုံဖို့တစ်ခုပဲကမ္ဘာပေါ်မှာအခက်ဆုံးအလုပ်ကဘာလဲသလားယုံတဲ့အလုပ်တချို့ကပြောတယ်အရင်ယုံလိုက်ယုံနေရမလားအဲ့ဆိုနေမယုံရင်ယုံကြည့်လေယုံရတာအရင်ခက်တယ်ဒါကြောင့်လဲကျွန်တော်အပေါက်အောင်ရှင်းပြနေရတင်မှရှိတဲ့အပြစ်တွေအားလုံးအတွက်ယေရှုလက်ဝါးကားတိုင်းမှာသူ့ရဲ့အသက်ကိုပေးပြီးပြီးသူ့ရဲ့အသွေးကိုသွန်းပြီးတော့တင့်အပြစ်တွေကိုဆေးကြောပြီးပြီးတော့ဆိုတာကိုယုံရင်ဘာသာတရားရမဟုတ်ဘူးနော်ကယ်တင်ရှင်ဖြစ်ယုံရတာဘာသာတရားကတင့်ကိုငရဲကလွတ်ဖို့အာမခံချက်မပေးဘူးဘာသာတရားကတင့်ကိုငရဲကလွတ်ဖို့လည်းမကူညီပေးနိုင်ဘူးယေရှုတပါးတည်းသာလင်တင့်ကိုကယ်တင်တာဖြစ်တယ်။ तू ကသူ့ရဲ့အသက်နဲ့သူ့ရဲ့အသွေးကိုလက်ဝါးကားထဲမှာတင့်အပြစ်အတွက်ကိုစားအသေးခံပေးခဲ့ပြီးပြီ။ပြောရအောင်ကိုစား။ဟာလေလုယာ။ကိုစားဆိုတဲ့စကားလုံးကိုကျွန်တော်ရမ်းကြိုက်တယ်။ဒီခါတလေကျွန်တော်ဆိုင်မှာအုပ်စုလိုက်ထမင်းစားနေနေဆရာဒေးဗစ်လာရှင်းသွားတယ်။ကျွန်တော်ရှင်းစရာလိုလား။ဘယ်သူရှင်းသွားလဲ။ကိုစားသူရှင်းသွားတယ်။ကိုစားပဲလေယေရှုကလည်းသင်နဲ့ကျွန်တော်အပြစ်အတွက်လက်ဝါးကားတိုင်းမှာသင်ကိုစားအသေးခံအသွေးသွန်းသွားတာဖြစ်တယ်။ကျောင်းသားဘဝတော့အဖြစ်ပြတစ်ခုကျွန်တော်မမိ။အရင်ဆိုးတဲ့ကျောင်းသားဆိုတော့ဘီဂန်ရောက်သွား။ဘီဂန်မှာတငယ်ချင်းတွေနဲ့ဆရာမတယောက်အဝင်အထွက်တယောက်အဝင်အထွက်လုပ်တဲ့အချိန်ဆိုတောင်းချမ်းပြီးကဲကြပြီ။အဲ့ဒါဘာလုပ်လဲဆိုတော့ဟိုဈေးတဲ့အတော်ကြီးရောင်းတဲ့ပီကယ်တွေအကျွေးနဲ့ဝယ်စားပြီးတော့ဝါတပင်းနဲ့ပီကယ်အလုံးရအကြီးဖြစ်လာ
ဟိုစားလေအစိမ်းရောင်လေးတွေအဝါရောင်လေးတွေအနီရောင်လေးတွေလေ10 ခုလောက်ဝါလိုက်တော့ပြီးကလုံးရအကြီးပဲအဲ့နဲ့အဲ့ပြီးကလုံးယူတငယ်ချင်းတွေချင်းချင်းပြစ်ကြပြစ်တော့ပြီးကဆိုတော့သိရမလားရှောင်းလိုက်တော့မြေကြီးပေါ်ကျပြင်းသေးတွေကစပင်မွေးလည်းကအချိုကုံသွားတော့သိရမလားမဲတူးပြီးတော့လကပါလိုပါလို့ဖြစ်ရုပ်ကအဲ့ဒါကြီးကိုလေမကောက်အောင်သူတို့ရမို့အဲ့ဒါကြီးလုံးပြပေါက်ဟာဆီယမတယောက်မဝင်လာမချင်းကဲကြတာဒါနဲ့ကျွန်တော်ကလေကျွန်တော်လက်ထက်မှာကတ်ကျွန်တော်အလက်ကျွန်တော်ပေါက်ရတဲ့အလက်လေကြောင်းနောက်ဆုံးတန်းကနေလမ်းပေါက်တာပေါက်လိုက်တဲ့ချိန်ကျွန်တော်တငယ်ချင်းကလေတော့လေတိုင်းကားတွေအရင်ကြည့်တာလားမသိရွှေ့ရှောင်လိုက်တာအဲ့အရှိထဲမှာထိုင်နေတဲ့သပင်အမြဲတမ်းတာနေတဲ့ကျွန်တော်တငယ်ချင်းတယောက်မင်္ဂလိသူ့သပင်ထဲကိုဝင်သွားရောဟာသွားပြီအဲ့နဲ့ဟောသပင်ထဲကိုပြီးကဝင်တော့သွားပြီလေဟောတိုင်ပတ်ပြီလေဟိုနဲ့သပင်နဲ့ပြီးကနဲ့ဓာတ်လက်ပိုင်းတွေလိုက်ပြီးတော့လေဟောအဲ့နဲ့ခွာလို့မရတော့ဘလို့မှခွာလို့မရငါဆီယမနဲ့သွားတိုင်ဟောဆီယမနဲ့သွားတိုင်အဲ့မှာဆီယမလည်းအရင်ကျန်းတာဒါသူချိန်လုံးတစ်လုံးဟဲသီးပဲဟောရုံးခန်းနဲ့လမ်းရိုက်လို့ရတယ်အရှိကြီးပဲဟောအဲ့ဒါကြီးနဲ့ဘသူပြီးကန်နဲ့ပြစ်တာအားလုံးကြောက်နေကြပဲအားလုံးကျွန်တော်ဝိုင်းကြည့်ငါမေးနေတယ်လေဘသူပြီးကန်နဲ့ပြစ်တာခက်တီပဲနှစ်ခါသုံးခါလေးခါမေးတာမဖြေတော့ဆီယမအရန်တော်သားထွက်နင်တို့ခုံမတက်မတက်ရက်ဟာကိုထိုင်နေခုံမတက်ပြီးတော့မတက်ရက်တလားအားလုံးလုံးကြီးမလားဟာလုံးကြီးမလားဒီဆီယမအရန်ရိုက်ချမ်းတာနင်တို့မဖြေငါတဒန်းလုံးရိုက်မယ်အော်မဆိုင်တဲ့သူတွေမဆိုင်တဲ့သူတွေရိုက်ခံရတော့မင်းတို့ဘယ်သူပေါက်တယ်လဲမတီးကန်မဖြေအဲ့ချိန်မှာဆီယမစရိုက်တော့မဲ့အချိန်မှာအတန်တစ်ခုထွက်လာကျွန်တော်ပြစ်တာပါဆီယမဟာအားလုံးကသူ့ဝမ်းကြီးဟဲ့တည်ရလေသူမလုံးမဲဆီယမနေထွက်ခဲ့ခုံမတက်ပစိုးလန်နာရိုက်တော့အချက်စိတ်အချက်စိတ်ဟိုဒလူတော့တုံနေအရှိုးရတယ်ကျောင်းသားအရောက်စိတ်ရှိတယ်ဝါဆီယမလည်းအရန်တော်သားထွက်ပြီးတော့ဟိုတယောက်လည်းကရုံသွားတုံးအောင်မယ်ဆိုတော့နင်တော့နေတော့ဆီယမရိုက်ပြီးတော့ထွက်တော့ကျွန်တော်သွားမေးတယ်တကယ်ချင်းမင်းဘာလို့ခံလိုက်တာလဲမင်းမလုပ်ဘဲနဲ့မင်းဘာလို့ခံလိုက်တာလဲငါမခံရင်မင်းတို့အားလုံးအရိုက်ခံမှာပေါ့ငါတကယ်ချင်းတွေကိုငါချစ်လို့ပါဝါလူမိုက်ကြီးနှလုံးသားတူးထိသွားတယ်ဒီမှာတကယ်ချင်းထမိစေလောကမှာကိုလုံးရင်ကိုခံရတယ်ဆိုတဲ့အရာဟုတ်ပါတယ်ရှိပါတယ်ဒါပေမဲ့ငရဲကတော့သင်လုပ်ပေမဲ့ယေရှုခံသွားပြီးပြီငရဲကတော့ယေရှုခံသွားပြီးပြီသင်အပြစ်အတွက်ကိုစားယေရှုလက်ဝါးကားတိုင်းမှာခံသွားပြီးပြီယေရှုငါအပြစ်အတွက်ကိုစားလက်ဝါးကားတိုင်းမှာအသေးခံတယ်ဆိုတာကိုယုံကြည်တဲ့သူငရဲကနေလွတ်မယ်ငရဲကနေလွတ်မယ်ယေရှုသင်ကိုတိတ်ချစ်လို့သင်အပြစ်အတွက်ကိုစားလက်ဝါးကားတိုင်းမှာသူ့ရဲ့အသွေးနဲ့အသက်ကိုပေးပြီးတော့အသေးခံခဲ့တာဖြစ်တယ်မိတ်ဆွေအဲ့ဒါဘာသာတရားမဟုတ်ဘူးအဲ့ဒါစီရင်ချက်ချတဲ့တရားမဟုတ်ဘူးအဲ့ဒါခွင့်လွှတ်ခြင်းတရားအဲ့ဒါမေတ္တာတရားသင်မှာအပြစ်ဘလောက်ပဲရှိပါစေယေရှုသင်ရဲ့အပြစ်တွေအားလုံးကိုခွင့်လွှတ်တယ်ယေရှုသင်အပြစ်တွေအားလုံးကိုခွင့်လွှတ်တယ်သူခွင့်မလွှတ်နိုင်တဲ့အပြစ်ဆိုတာမရှိဘူး
သိချစ်လို့လောင်ဝါကားတိုင်းမှာသင်အပြစ်အတွက်ကိုစားအတိခံပေးခဲ့တာဖြစ်တယ်ဒါပေမဲ့နော်သူတည်သွားတယ်သူကျွန်တော်အပြစ်အတွက်အတိခံတယ်ပြောရအောင်ယေရှုသည်ငါတို့အပြစ်အတွက်ကြောင့်အတိခံတော်မူသည်ဖြစ်၍အာမင်သူအတိခံတာဘသူအပြစ်အတွက်ကြောင့်လဲကျွန်တော်အပြစ်အတွက်ကြောင့်ကိုစားဒါပေမဲ့မိတ်ဆွေဖယားဆိုတာကလူလိုမသိဘူးလူဆိုတာတည်ပြီးဘယ်တော့မှပြန်မရှင်းယေရှုကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလာပြီးတော့လူစားတိခံတယ်ကျွန်တော်ပြစ်တော့လက်ဝါးကားတိုင်းမှာအသေးခံပြီးတော့သူ့ကိုတကြိုးတယ်ဒါပေမဲ့ तू ကလေလူတွေလိုသေခြင်းမှာလမ်းမဆုံးဘူးလူတွေလိုသေခြင်းမှာလမ်းမဆုံးဘူးကျမ်းစာလေးတစ်ပိုက်ကျွန်တော်ထိုးပြခြင်းတယ်ယောမဩရစာအခန်းကြီး6အငယ်8မှာဖတ်ကြည့်ရင်ခရစ်တော်သည်သေခြင်းမှထမြောက်သောအခါသေခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ၏သေခြင်းတရားသည်နောက်တဖန်ကိုယ်တော်ကိုမအုပ်ဆိုးရသည်ကိုထောက်တော်ငါတို့သည်ခရစ်တော်နှင့်အတူသေလျင်ထိုသခင်နှင့်အတူရှင်လိမ့်မည်သဘောရှိကြ၏သေခြင်းတရားကသူ့ကိုအနိုင်မကျင့်နိုင်ဘူးလောကမှာသူ့ကိုသူဖျားလို့ပြောတဲ့ပုံကိုယ်ကြီးအများကြီးရှိပါတယ်ပြောလို့ရပါတယ်တချို့ကလူကျင့်ရင်ဖျားတော်ဖြစ်မယ်လို့ခံယူထားတဲ့သူတွေရှိတယ်ဒါပေမဲ့ဒီနေ့ဒီတရားမပေါ်လာသေးပါဘူးအမေဟုတ်ပါတယ်ကိုဖျားလို့ခံယူပြီးပြောလို့ရပါတယ်ဒါပေမဲ့ခမည်းတည်တဲ့နေ့ကျရင်ပြန်ရှင်လာမလားကြည့်မယ်မရှင်လာဘူးဆိုတော့ခမည်းလူပဲဘာကြောင့်လဲဆိုတော့ဖျားလူလို့မတည်လို့ဖျားမှန်ရင်လူတွေလိုအယိုးကြလို့မရအောင်ဖျားမှန်လူတွေတည်လို့လိုက်တည်လို့မရအောင်ဖျားမှန်ရင်ပုတ်စော်နှံ့လို့မရအောင်ယေရှုကအယိုးမကြဘူးသေခြင်းမှလမ်းမဆုံးဘူးပုတ်စော်မနှံတဲ့ဖျားဖြစ်တယ်ယေရှုကသင်တဲ့ကျွန်တော်အပြစ်တော်အသေးခံပြီးတော့3ရက်မြောက်တဲ့နေ့မှာပြန်ရှင်ပြန်ထမြောက်တဲ့အသက်ရှင်တဲ့ဖျားကျွန်တော်အခုပြောနေတဲ့ယေရှုဖျားအတုပဖျားမဟုတ်ဝါအသက်ရှင်တဲ့ဖျားအာမင်ဘာကြောင့်ကျွန်တော်အယက်သမားဘွားကနေဒီလိုသင်အောင်ဆရာသမားဘွားရောက်တာလဲတလားယေရှုအသက်ရှင်လို့သင်ရဲ့အပြစ်တွေအားလုံးတွေကနေသင်ကိုဖျားသားဘွားကိုဘာလို့ကူးပြောင်းစေနိုင်တာလဲတလားယေရှုအသက်ရှင်လို့ယေရှုကအနိစ္စအနတ္တဒုက္ခအောက်မှာမရှိတဲ့တပါးတည်းသောအသက်ရှင်တဲ့ဖျားဖြစ်တယ်လောကမှာသေခြင်းကိုအောင်တဲ့ပုဂ္ဂိုလ်နှစ်ယောက်မရှိဘူးယေရှုတပါးတည်းပဲရှိတယ်ကဘာဆက်ယေရှုတပါးပဲရှိတယ်သူကဂတိပေးခဲ့တယ်သူဂတိပေးတယ်ဓမ္မလေးငါတို့သည်ခရစ်တော်နဲ့အတူသေလေထိုသခင်နဲ့အတူရှင်လိမ့်မည်ဟေးယေရှုယုံတဲ့သူဟာသေပြီးရင်ဆက်ရှင်လိမ့်မယ်ယေရှုကိုယုံကြည်တဲ့သူဟာဒီကဘာကြီးထဲကနေထွက်သွားရရင်ဆက်ရှင်လိမ့်မယ်တဲ့သူခရီးပေးခဲ့တယ်အာမင်ဟာကျွန်တော်ကျမ်းဂန်တွေအားလုံးလေ့လာပြီးပြီပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တဲ့စကားတွေအမှားစားတွေအားလုံးလည်းကျွန်တော်ဖတ်ပြီးပြီအားလုံးကကိုလုံးမကိုရမယ်ဆိုတာကြီးပဲလက်တွေ့ကြကြမေးမယ်သင်လုံနိုင်လို့လားလုံနိုင်တယ်လို့ပြောတော့တစ်ခါလိမ့်မြန်ပြီကျွန်တော်တော့လုံးဝပုံပွင့်လင်းလင်းပြောမယ်ကျွန်တော်လုံးဝမလုံနိုင်ကျွန်တော်အတွက်ကိုစားလုပ်ပေးတဲ့ယေရှုကိုကျွန်တော်ယုံတာကျွန်တော်ယုံတဲ့ယေရှုကလည်းသင်ချိုင်းကုန်းမှာလမ်းဆုံးတဲ့ဘုရားမဟုတ်ဘူးအယိုးကျတဲ့ဘုရားမဟုတ်ဘူးပုတ်စော်နေတဲ့ဘုရားမဟုတ်ဘူးယေရှုကအသက်ရှင်တဲ့ဘုရားအာမင်ယေရှုအသက်ရှင်လို့ဒီနေ့အထိမွေးနေ့လောက်တာပေါ့သိတဲ့သူမွေးနေ့လောက်မလားဘာလို့မွေးနေ့လောက်တာလဲရှင်လို့လက်ခုပ်တီးလေးယေရှုနာမကောင်းကြီးလေးရောက်ယေရှုကဂတိပေးခဲ့တယ်
ဘယ်ပုဂ္ဂိုလ်မှမပေးနိုင်တဲ့ဂတိတစ်ခုငါကိုယုံကြည်တော်သူသည်သေလွန်တော်လဲရှင်လိမ့်မည်လက်ခုပ်တီးလေယေရှုနာမကောင်းချီးပေးငါကိုယုံကြည်တော်သူသည်သေလွန်တော်လဲအသက်ရှင်လိမ့်မည်ဟေးသင်သေရင်ဘယ်သွားမလဲအတိအကျမသိသေးဘူးဆိုရင်ယေရှုကိုယုံလိုက်ပါတချို့ကသေရင်ဘယ်သွားမလဲဒီနေ့ထိအတိအကျမသိသေးဘူးကျွန်တော်ဒီချိန်ငေါ့ခနဲ့အခုဒီမှာတုံးနဲ့သေသွားလဲကျွန်တော်ဘယ်သွားမလဲဆိုတာအတိအကျသိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ယေရှုကိုယုံလို့အာမင်သင်ဘယ်ကနေလာပြီးတော့ဘယ်ကိုပြန်မလဲဆိုတာအတိအကျမသိရင်သင်ယူနေတာပဲကျွန်တော်မယူဘယ်ကနေလာတယ်ဆိုတာလည်းသိတယ်ဘယ်ကိုပြန်ရမလဲဆိုတာလည်းအတိအကျသိတယ်အဲ့ဒါဘသူကြောင့်လဲဆိုတော့ယေရှုကြောင့်အာမင်ဒါကြောင့်ဘယ်ပုဂ္ဂိုလ်မှမပေးတဲ့ဂတိကိုကျွန်တော်ပြောမယ်ယေရှုပြောခဲ့တယ်ငါ့ကိုယုံကြည်တော်သူသည်ဘာကိုယုံတာလဲဆိုတော့ငါအပြစ်တော့လက်ဝါးကားတိုင်းပေါ်တက်သွားတယ်ငါဒုစရိုက်တွေကိုသူ့အသွေးနဲ့ဆေးကြောတယ်သူ့အသက်ကိုပေးတယ်တကြိုချင်းကိုခံပြီးတော့3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ပြောရအောင်3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်အဲ့ဒါကိုယုံရတာအဲ့လိုယုံတော်သူဟာသေလွန်တော်လဲတင်တနေ့တည်မှာပဲနော်ဒါပေမဲ့ပြန်ရှင်ဖို့ chance ရှိတယ်အဲ့ဒါယေရှုအားဖြင့်ပဲဘာကြောင့်လဲဆိုတော့ तू ကအဲ့ဂတိကိုပေးတယ်ဆိုတော့ तू ကိုယ်တိုင်လဲအဲ့တေခြင်းကိုအောင်လို့ဟာရှင်းလေးပဲစဉ်းစားကြည့် तू ကဘာကြောင့်သေပြီးရင်ပြန်ရှင်မယ်လို့ဂတိပေးလဲဆိုတော့ तू ကိုယ်တိုင်လဲပဲသေခြင်းကနေပြန်ရှင်တဲ့ဘုရားဖြစ်လို့ तू ကိုယ်တိုင်အသက်ရှင်တဲ့ဘုရားဖြစ်လို့ကိုစားရလာပါကိုစားရလာပါနောက်တစ်ယောက်ခေါ်မယ်နော်တားလေးလားကဲဟုတ်ပြီမနေ့ရောက်ရှိရယ် तू က1 champion မှာအောင်လောက်နိုင်ထားတာနေ့တစ်ခွက်လောက်ပြပါလက်ဝိတ်အဲ့ဒါမှဟိုင်အောင်ဒါလက်ဝိတ် champion तू ကကျတော့ဝါသနာပါတာ तू ကကျတော့လက်ဝိတ် champion ကပတ်တွေပါနဲ့ရွှေကပတ်တွေပါအများကြီးရဘူးလေကဘာကျော်ဥပမာပေးရနော်ဟောတကယ်တော့ချိန်မထူးနေဟိုတယ်ဟောတကယ်ထင်နေပွဲရှိရဥပမာပေးရတော်လက်ဝိတ် champion ဒါကြတော့ဝါသနာရှင်အစ်ရက်ကွက်ထဲမှာထိုးစားတော့ဗောနော်နေပါကိနေတကူနေတော့ဗောနေပါထိုးတော့ဆိုတော့ तू ကတော့ဘာကပတ်မှမရဘူးသူကဝါသနာရထိုးစားတာရွှေကပတ်လည်းမရဘူးငွေကပတ်ဘာကပတ်မှမရဘူးအာလူဘူးတီးတွေရဘူးဒါမဲ့ဒီကတော့ champion ရွှေကပတ်တွေအများကြီးရဘူးလေအပွဲနိုင်ဘူးလေကဲဟုတ်ပြီဒီမှာလက်ဝိတ်ဝါသနာပါတဲ့ညီကိုတွေရှိရင်လက်ထောင်ကြည့်အောင်လက်ဝိတ်ဝါသနာပါပါတယ်ပြီးရင်တပွဲလောက်စမ်းလို့ရတယ်ကဲဟုတ်ပြီခင်ဗျားတို့လက်ဝိတ်ဝါသနာပါတယ်ဆိုရင်လက်ဝိတ်ကိုစနစ်တကျသင်မယ်ဆိုရင်ဒီနေ့အောက်တည်းကဘယ်သူစီကသင်မလဲ champion ဆရာကျပြောနေ if you want to be a champion learn from the champion သင် champion ဖြစ်ချင်လမ်းပြရလူနဲ့သွားသင်လို့မရဘူးလေသူကိုယ်တိုင်တော့အာလူပဲရတယ်သင်ကို champion ဖြစ်လို့မကူညီပေးနိုင်ဒီမှာတော့ champion ဖြစ်ဘူးလေရွှေကပတ်ပိုင်ရှင်လက်ဝိတ်သင်တန်းဖွင့်မယ်ဆိုဘယ်မှာတက်မလဲသူစီပဲတက်မှာပေါ့စဉ်းစားတတ်တယ်နော်ဟုတ်တယ်မလားကျွန်တော်ပြောမယ်ယေရှုက champion ဘယ်ကျိုးဝိုင်းမှာ champion လဲဆိုတော့သေခြင်းကျိုးဝိုင်းမှာ champion သေခြင်းကျိုးဝိုင်းမှာဘယ်သူမှရွှေကပတ်မရဘူးသေခြင်းကျိုးဝိုင်းမှာပြန်ရှင်တဲ့ရွှေကပတ်ကိုရတာယေရှု champion စီမှာသင်မ champion ဖြစ်မှာအာမင်ဒါကြောင့်ယေရှုဟာဂတိပေးတယ်ငါ့ကိုယုံကြည်တော်သူသည်
သေလွန်တော်လဲရှင်လိမ့်မယ်ငါတော့ပြန်မရှင်ခဲ့ဘူးအဲ့လိုမပြောငါကိုယ်တိုင်လဲဒီမှာရွှေကပတ်ချန်ပီယံကြီးပြောတယ်ငါစီမှာပညာသင်ရင်ငါလူရွှေကပတ်ရမယ်အာမခံတယ်အာမခံတယ်နောက်ထပ်ဥပမာတစ်ခုပေးမယ်ဒါစေရန်ကျူရှင်ဆရာတခါမှစေရန်မအောင်ကျူရှင်လက်ကားတွေနဲ့စားပြီးတော့ဘိုက်ပဲပူလာဒါလည်းစေရန်ကျူရှင်ဆရာပဲ तू က6ဘာသာဂုဏ်ထူးရှင်သူကတော့ဝါသနာရတင်စားတာစေရန်တခါမှအောင် तू အမခံချက်ပေးတယ် तू ကိုယ်တိုင်လည်း6ဘာသာနဲ့အောင်တာဖြစ်တဲ့အတွက် तू ကျူရှင်မှာတက်တဲ့ကျောင်းသားတွေ6ဘာသာဂုဏ်ထူးရဖို့အမခံတယ်ကဲဒီမှာစေရန်ကျောင်းသူကျောင်းသားတွေမိဘတွေရှိရင်ဘယ်ကျူရှင်အပ်မလဲ6ဘာသာပဲအမှာပေါ့စေရန်တော့မအောင်ဘူးတဲ့ကျူရှင်ဆရာကြီးမတွားအပ်ဆရာလားဟေးရှင်းလေးပဲသေခြင်းတော့မအောင်ဘူးတဲ့လူကိုကျွန်တော်တို့ယုံရဲ့အလကားပဲယေရှုကသေခြင်းကိုအောင်တယ်ယေရှုကသေခြင်းကိုအောင်ပြီးတော့ဂတိပေးခဲ့တယ်ငါကိုယုံတော်သူသည်သေလွန်တော်လဲရှင်လိမ့်မည်လက်ခုပ်တီးလဲယေရှုနာမကောင်းချီးပေးအောင်ယေရှုတင်တယ်ဒါလည်းယေရှုတင်အာမင်ရှင်းလေးပဲမိတ်ဆွေကိုယုံတဲ့သူကတည်တဲ့သူလားရှင်တဲ့သူလားအဖြေတိမှသင်နောက်ဘဝမှာတည်မလားရှင်မလားအဖြေသိလိမ့်မယ်သင်စီးတဲ့မြင်အထီလားအမလားသိပါစေကျွန်တော်ယုံတဲ့ဖခင်ကအသက်ရှင်တဲ့ဖခင်ဖြစ်တယ်တည်ခြင်းကိုအောင်တဲ့ဖခင်အသက်ရှင်တဲ့ဖခင်အာမခံချက်ပေးတဲ့ပုဂ္ဂိုလ်ယေရှုကိုယုံရင်သေရင်ထာဝရအသက်ရမယ်ငရဲကနေလွတ်မယ်ကောင်းကင်နိုင်ငံကိုဝင်စားရမယ်ဟာလေလုယာလက်ခုပ်တီးလဲယေရှုနာမကိုကောင်းချီးပေးအောင်